ကဘာပေါ်မှာရှိသမျှဘာသာပေဒပညာရှင်တွေတင်ချာပညာရှင်တွေနဲ့ကဘာစစ်ပွဲတွေမှာကုတ်ဖြတ်ခဲ့တဲ့ထောက်လှမ်းရေးအဖွဲ့တွေအထိနှစ်ပေါင်း100ကျော်ကြာအောင်ဝိုင်းဝန်းဖြည့်ရှင်းခဲ့ပေမဲ့ဒီနေ့အထိတလုံးမှဖတ်လို့မရသေးတဲ့စာအုပ်တစ်အုပ်ရှိပါတယ်။အဲ့ဒီစာအုပ်ကတော့ Voynich Manuscript ပါ။ဒီစာအုပ်ကဂျိုသားတွေရေးခဲ့တာလား။ရှီးခေတ်ကလူတွေကိုလှည့်စားဖို့လုပ်ထားတဲ့ပြက်လုံးတစ်ခုလား။ဒါမှမဟုတ်ကဘာကမတိသေးတဲ့လျှို့ဝှက်ပညာရပ်တွေလား။ဒီနေ့မှာတော့ကျွန်တော်တို့ဒါကိုအသေးစိတ်လေ့လာကြည့်ကြပါမယ်။ဒီစာအုပ်ကို Wilfrid Voynich ဆိုတဲ့ပိုလန်လူမျိုးရှေးဟောင်းစာအုပ်ရောင်းသူက1912ခုနှစ်မှာအီတလီနိုင်ငံက Jesuit College တစ်ခုမှာစတင်တွေ့ရှိခဲ့တာပါ။စာအုပ်ရဲ့အဖုံးကရိုးရှင်းပေမဲ့အတွင်းထဲကစားသားတွေနဲ့ပုံတွေကတော့မြင်လိုက်တာနဲ့တင့်ကိုတခြားကဘာတစ်ခုရောက်သွားသလိုခံစားရစီမှာပါ။သိပ္ပံပညာရှင်တွေကစာအုပ်ရဲ့တရေစာမျက်နှာတွေကိုကာဗွန်ဒေးတင်းနဲ့စမ်းသပ်ကြည့်တဲ့အခါဒီစာအုပ်ဟာ1404ခုနှစ်နဲ့1438ခုနှစ်ကြား15ရာစုကရေးခဲ့တာဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။ဆိုလိုတာကဒီစာအုပ်ဟာနှစ်ပေါင်း600ကျော်သက်တမ်းရှိနေပါပြီ။ဒီစာအုပ်မှာစာမျက်နှာ240ပါဝင်ပြီးအပိုင်း6ပိုင်းခွဲခြားထားပါတယ်။အဲ့ဒီအပိုင်းတွေကတော့နံပါတ်1ရုပ်ကပိတာအပိုင်းကဘာပေါ်မှာတကယ်မရှိတဲ့ဘယ်သူမှမမြင်ဘူးတဲ့ထူးဆန်းတဲ့အပင်ပုံပေါင်း173မျိုးကိုအသေးစိတ်ဆွဲထားပါတယ်။နံပါတ်2နက္ခတ္တပိတာအပိုင်းနေလနဲ့ခြေစုတန်းတွေရဲ့ပုံတွေပါပါတယ်။ဒါပေမဲ့အဲ့ဒီခြေစုပုံစံတွေကကျွန်တော်တို့မြင်နေကြပုံစံတွေနဲ့မတူပါဘူး။နံပါတ်3ဇီဝဗေဒအပိုင်းဒါကတော့အထူးဆန်းဆုံးပါအမျိုးသမီးတွေဟာထူးဆန်းတဲ့ရေမြောင်းတွေရေကန်တွေထဲမှာရေချိုးနေတဲ့ပုံတွေပါဝင်ပြီးအဲ့ဒီရေမြောင်းတွေကလူခန္ဓာကိုယ်ကအင်္ဂါရပ်တွေနဲ့တူနေပါတယ်နံပါတ်4 Cosmology and Pharmaceutica စัจ java လာဆိုင်ရာမြေပုံတွေနဲ့စီးဖက်ဝင်အပိန်တွေအမြင့်တွေကိုဖော်ဆက်နည်းပုံစံမှတ်တမ်းတွေပါဝင်ပါတယ်နံပါတ်5စေဝါဗေဒအပိုင်းဒီအပိုင်းမှာတော့အထူးဆန်းဆုံးအပင်ပုံတွေရဲ့အစိတ်ပိုင်းတွေကိုတီးခြားစီခွဲထုတ်ဆွဲထားတာတွေ့ရပါတယ်။အပင်ရဲ့အရွက်အမြင့်နဲ့အပွင့်တွေကိုဆေးဖက်ဝင်ပလင်းတွေခွက်တွေနဲ့အတူရှင်တွဲဖော်ပြထားတာကြောင့်ဒါဟာရှေးခေတ်ကဆေးဖော်ဆက်နည်း alchemy မှတ်တမ်းတစ်ခုဖြစ်နိုင်တယ်လို့ပညာရှင်တွေကယူဆကြပါတယ်။ဒါပေမဲ့ပြဿနာကအဲ့ဒီအပင်အမြင့်တွေနဲ့ဆေးဖော်ဆက်ဖို့ညွှန်ကြားချက်တွေကိုဘယ်သူမှဖတ်လို့မရတာပါပဲ။နံပါတ်6ချက်နီးပြုံနီးသို့မဟုတ်စီးညွတ်များဒါကတော့စာအုပ်ရဲ့နောက်ဆုံးအပိုင်းပါဒီအပိုင်းမှာတော့ပုံတွေသိမ့်မပါတော့ပဲစာသားတသက်တွေကိုပဲစာပိုက်တူလေးတွေခွဲပြီးရေးသားထားပါတယ်စာပိုက်တစ်ခုချင်းစီရဲ့ဘေးမှာခြေပွင့်လေးတွေနဲ့အမှတ်သားပြထားတာကြောင့်ဒါဟာတစ်ခုချင်းစီရဲ့အတွက်တီးခြားညွှန်ကြားချက်တွေဥပမာယောဂကုထုံများသို့မဟုတ်ဓာတုပေတာဖော်မြူလာများဖြစ်နိုင်တယ်လို့ခန့်မှန်းရပါတယ်စာအုပ်ထဲမှာရေးထားတဲ့စာသားတွေကို Voynich လို့အမည်ပေးထားပါတယ်ဘယ်အခရာနဲ့မှမတူသလိုစလုံးပေါင်းတပ်ပုံတွေကလည်းကမ္ဘာဘာသာစကားနိယာမတွေနဲ့ဆန့်ကျင်နေပါတယ်။ဒါပေမဲ့ထူးခြားတာကဒီစာတွေဟာတယောက်ယောက်ကပေါက်တက်ကရရေးထားတာမျိုးမဟုတ်ပဲစနစ်တကျရှိနေတာပါ။စကားလုံးတွေရဲ့ကြိမ်နှုန်း frequency ကတဘာဝဘာသာစကားတစ်ခုလိုဖြစ်နေလို့ဒါဟာအတိတ်ပဲရှိတဲ့စာသားတွေဖြစ်တယ်လို့ပညာရှင်တွေကယူဆကြပါတယ်။ဒီစာအုပ်နဲ့ပတ်သက်ပြီးလူပြောအများဆုံးယူဆချက်၃ခုရှိပါတယ်။ယူဆချက်1အလိမ်အညာ a hoax 15ရာစုကလူချမ်းသာတွေကိုလိမ်ယောင်းဖို့အတွက်အတိတ်ပဲမရှိတာတွေကိုစနစ်တကျရေးထားတာလို့တချို့ကဆိုပါတယ်ယူဆချက်2လျှို့ဝှက်ကုတ် cipher ဥရောပကရှေးခေတ်စီးစရာတွေဒါမှမဟုတ်မောစရာတွေကသူတို့ရဲ့နီလန်းတွေကိုသူများမသိအောင်လျှို့ဝှက်ဘာသာစကားနဲ့ရေးခဲ့တာလို့ယူဆကြပါတယ်ယူဆချက်3ဂျူသားများ extraterrestrialကဘာပေါ်မှာမရှိတဲ့အပင်တွေမသိရသေးတဲ့ကျေစုတန်းတွေကြောင့်ဒါဟာတခြားကဘာကလာတဲ့အသိပညာတွေလို့ယူဆသူတွေလည်းရှိပါတယ်။လက်ရှိမှာတော့ဒီစာအုပ်ကို American နိုင်ငံ Yale တက္ကသိုလ်က Beinecke Rare Book and Manuscript Library မှာသိမ်းဆည်းထားပါတယ်။နည်းပညာတွေဘလောက်တိုးတက်ပါစေဒီစာအုပ်ကတော့ကမ္ဘာအကြီးမားဆုံးလျှို့ဝှက်ချက်တစ်ခုအဖြစ်ရှိနေသေးပါ။တင်ရောဒီစာအုပ်ထဲမှာဘာတွေရေးထားတယ်လို့ထင်ပါသလဲ။ကိုယ့်ရဲ့အမြင်ကို comment မှာရေးပေးခဲ့ပါဦး။ channel လေးကို subscribe လုပ်ဖို့နဲ့ like ပေးဖို့လည်းမမေ့ပါနဲ့